အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကမိမိရဲ့ဘူဇာတွေအရင်ကြိုက်နှစ်တက်ပြီးမှဒီဘူဇာတွေနဲ့တွဲစားဖို့ပေါ့နော်အရင်ဟင်းကိုမလုပ်တတ်တဲ့လူတွေအတွက်ဘူဇာတွေနဲ့တွဲစားရင်အလိုက်ဖက်ဆုံးဖြစ်တဲ့ဒီအာလူးထောင်းလုပ်နည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ဒီအာလူးထောင်းလုပ်နည်းလေးကအရန်ကိုလွယ်တာမို့လို့အခုပဲစပြီးလုပ်လိုက်ကြရအောင်သူ့ကိုလုပ်ဖို့အတွက်ဆိုရင်တော့အရင်ဦးဆုံးအာလူးတွေကိုပေါ့နော်အခွန်ကအတုံးတီးတီးလေးလီးပြီးမှပေါ့နော်အိုးထဲမှာပျော့တဲ့အထီကိုပြုတ်ထားပေးရပါမယ်ကျမကတော့အာလူးလေးလီးပြီးမှဟိုပေါ့နော်အခွန်ရတဲ့အဆင့်တွေတော့မပြတော့ပါဘူးလူတိုင်းလုပ်တတ်နေရဆိုတော့လေပြီးရင်တော့သူ့ကိုစကားနဲ့စစ်ထားပြီးမှပေါ့နော်ရေပါလို့မရအောင်နော်ထောပတ်စားရယ်ငရုတ်ကောင်းရယ်ခုနပြထားတဲ့နွားနို့ပေါ့နော်အဲ့ဒါလေးရဲ့ကိုပဲထည့်ပြီးမှနယ်လိုက်ရုံပါပဲကျမကတော့ထောပတ်အတုံးပေါ့နော်200 gram အတုံးနဲ့ကတဝက်ကိုပဲထည့်သုံးထားပါတယ်တဝက်ဆို100 gram ပေါ့နော်ပြီးရင်တော့အာလူးငွေတဲ့အတန်လေးနဲ့စားနဲ့ငရုတ်ကောင်းကိုပါချိန်ပြီးထည့်ပြီးငွေပေါ့နော်နွားနို့အရင်မထည့်သေးပါနဲ့ဦးနော်ဒီလိုမျိုးအရင်အာလူးခြေတဲ့အတန်လေးနဲ့ပေါ့နော်အာလူးတွေတိတိကျကျခြေပြီးပြီဆိုမှနွားနို့ထည့်ပါပေါ့နော်ဒီလိုထည့်တဲ့ချိန်ထောက်ပတ်အရင်မပြောပါမပူနဲ့ပေါ့နော်အဲ့လိုလေးအရန်ပူနေတဲ့အာလူးလေးနဲ့ခဏလာအုပ်ထားတယ်ဆိုရင်သူ့အနေနဲ့သူအကုန်လုံးအရင်ပြောသွားတယ်ပေါ့နော်ထောက်ပတ်လေးတွေကဒီလိုမျိုးနဲ့သွားလိုက်တာအာလူးတွေလည်းတော်တော်ကြီးကိုကြည့်ပြီးဆိုရင်ပေါ့နော်ကျမတို့နွားနို့ထည့်မယ်ပေါ့နော်နွားနို့ကတော့အရန်လည်းအများကြီးမထည့်နဲ့ပေါ့နော်ဒီစိတ်လေးအနေထားရအောင်ဆိုတော့ကိုကနွားနို့တွေအရန်အများကြီးထည့်လို့ရှိရင်အာလူးထောင်းကြီးလေကြဲကြဲတင်မလားဟိုမျိုးလေသူ texture ကြီးကလေအဆင်ပြေမနေဘူးပေါ့နော်ကျမအခုခရင်လေးနဲ့ပြပါမယ်နော်ဒီအနေထားလောက်ဆိုရင်တော့ကျမတို့သူ့ကိုအဆင်တင်ဖြစ်ပြီပေါ့နော်စားလို့ရပြီဒီမှာလက်လေးနဲ့လည်းပြပေးမယ်ဒီလောက်ဆိုပျော်လေးနူးနူးညံ့ညံ့လေးပေါ့နော်ပြီးအရတာအစိမ့်ဘက်ကိုသွားတယ်ပေါ့နော်ထော့ပတ်နဲ့နွားနို့အရတာပဲအဓိကယူထားတာဆိုတော့လေသူ့ကိုတော့ကျမယောက်ျားစားမယ်ညစာဒီရှက်ပါပိုင်းထဲမှာအပေါ်ကနေထည့်မှာမို့လို့ဒီဘာအပေါ်ကနေခင်းတယ်ပေါ့နော်အမှန်ဆိုရင်တော့ရှက်ပါပိုင်းထဲထည့်မယ်ဒီ mashed potato ကကျုပ်အနစ်ကလေးနဲ့ cheese လေးထည့်တယ်ပေါ့နော်ဒါပေမဲ့ကျမယောက်ျားမကြိုက်ဘူးအဲ့ဒါတွေထည့်တာရိုးဒီ mashed potato အတိုင်းကိုပဲထည့်တဲ့အရာတာကိုကြိုက်တာမို့လို့ကျမတို့ mashed potato တိုင်းလုတ်ပေးရင်းနဲ့လုံနီလေးကိုလာမျှဝေပေးတာဖြစ်တယ်ပေါ့နော်။ကိုကတော့ရှက်ပါပိုင်းနဲ့မဟုတ်ပဲနဲ့ဒီလိုမျိုး steak တွေဒီငါးကင်တွေပေါ့နော်အဲ့ဒါတွေနဲ့စားမယ်ဆိုလို့ရှိရင်လည်းအာလူးထောင်းလေးကိုအပေးမှပုံအသားလေးထည့်အရွက်လေးတစ်မျိုးမျိုးနဲ့စားလိုက်ရုံပါပဲရှင်။ဒါကတော့အဗန်ထဲကနေထုတ်ပြီးရလာတဲ့အနေအထားပေါ့နော်ဒီဗီဒီယိုကတော့ရှက်ပါပိုင်းလုတ်ပြနေရမဟုတ်လို့မပြတော့ပါဘူးเนาะရှက်ပါပိုင်းလုတ်နေရတော့အားလုံးကိုကျေးဇူးတင်ပါတယ်